အဲ့တော့ဝိပဿနာအရှိကံလုံပေးတရားပေါ့မြတ်စွာဘုရားကဒီဝိပဿနာတရားအားထုတ်ဖို့မနုဿတဘာဝဒုံလဘာတဲ့လူဘဝရခဲ့ပါတယ်ရခဲ့တဲ့လူဘဝမှာဘုန်းကြီးတို့နဲ့တို့တော်ကောင်းတို့လူဖြစ်လာတယ်အဲ့ဒီတိုင်းပဲသရမတဝနာဒုံလဘာဆိုတဲ့သစ္စာလေးပါးမြတ်တရားကိုဧကံထင်တယ်သိမြင်တော်မူသည့်သဗ္ဗညုတတခင်ဘုရားရှင်ကိုရောမြတ်ဟောကြားအပ်သည့်တဘာဝဓမ္မပရမတ်အမှန်ဧကံဖြစ်သည့်ဓမ္မတွေကိုနာယူမှတ်သားဖို့ဆိုတာလေအင်မတန်ခဲရင်ပါတယ်ဒီလိုခဲရင်တဲ့ဒုံလဘတရားတွေထဲမှာဘုန်းကြီးတို့နဲ့တို့တော်ကောင်းတို့ကကံကောင်းထောက်မှစွာရခဲ့တဲ့ဒုံလဘတရားတွေနဲ့ရရှိကြုံတွေ့လာတဲ့အချိန်မှာမြတ်စွာဘုရားကသာယတာမိကဝေမပမတတ္တမမေသံဝိပရိတာရိနောအဟုဝဋ္ဌအယံဝောတုံမာကံအနုတာတနီလို့တရားအထုတ်ဖို့ရန်ကိုအင်မတန်မှမကြညွှန်ကြားပြသလေးရှိပါတယ်ဒါနတရားဆိုတာကသာသနာ့ဘကာလမှာလည်းပြုခွင့်ရှိတာပါပဲအခြားကြတော့ဘုံဘဝတွေမှာလည်းပြုလုပ်လို့ရတဲ့နေရာဌာနတွေမှာပြုလုပ်ခွင့်ရှိနေတာပဲသီလတရားဆိုတာလည်းသဗ္ဗညုတဘုရားမပွင့်ကာလမှာလည်းသီလတရားတွေဟာကျင့်သုံးကြလို့ရှိနေကြပြီးကျင့်ကြံတဲ့ပုဂ္ဂိုလ်တွေသီလရဲ့ကောင်းကျိုးတွေရကြတာပါပဲသမထတရားဆိုတာကလည်းဘုန်းကြီးတို့တော်ကောင်းများသိရှိတိုင်းပဲဘုရားသာသနာ့ဘကာလမှာလည်းမြေချိုးမိုးပြန်တကူထံလို့သွာလာလှုပ်ရှားအပိညာယပုဂ္ဂိုလ်များတွေလည်းရှိကြတာပါပဲဒါပေမဲ့အဲ့ဒီလိုပုဂ္ဂိုလ်တွေဟာဝါနာယတေယပရိသန္တိကင်းစေတတ်တဲ့အကျင့်ပရိမတ်ပတိအကျင့်မြတ်ဖြစ်တဲ့ပေါ့ပရိပတ်ကျင့်စဉ်ဝိပဿနာတရားကျင့်မုံကျင့်နည်းတွေကိုမသိချင်ရဘူးတဲ့အဲ့ဒီတော့ကြောင့်မလို့မြတ်စွာဘုရားမွေးဖွားလာတဲ့အခါမှာဘုရားလောင်းလေးမွေးဖွားလာတဲ့အချိန်ပေါ့သိတ္တမင်းသားလေးမွေးတော့ခမည်းတော်ပြည့်တဲ့သုတ္တောသနမင်းကြီးကသူနဲ့တွဲဘက်တော်မိတွေတော်ဂေါတမီအစပြညာပုဂ္ဂိုလ်များစွာတို့ကဒီသားကလေးငယ်ငယ်သူတို့ကိုးကွယ်တဲ့ယသိကြီးပေါ့ဒေဝီလယသိလို့ခေါ်ပါတယ်အဲ့ဒီယသိကြီးကိုဥချခိုင်းတာပေါ့လူလိုပြောရင်အဲ့ဒီချိန်မှာဒေဝီလယသိကြီးကိုဒီဖရာလောင်းလေးဟာဥမချဘူးတဲ့အဲ့ဒါကိုဒေဝီလယသိကြီးကမြင်နိုင်တဲ့စွမ်းအားပေါ့ဗိညာဉ်နဲ့ကြည်လိုက်တော့ကဲတေကံကောင်းတာပဲဒီကလေးဟာဒီဘဝဒီခန္ဓာမှာထွန်းမြတ်မတရားကိုရရှိတယ်လို့မတရားကိုသွန်တင်ပြနိုင်တဲ့ပုဂ္ဂိုလ်ထူပဲသူကိုယ်တိုင်လည်းမသေးနိုင်တဲ့တရားကိုရမှာဘာတရားကိုရမှာမဂ္ဂင်7ပါးပဲမှန်ရလားသူကိုယ်တိုင်လည်းမသေးနိုင်တဲ့တရားထူတရားမြတ်ကိုရသွားမယ်အဲ့ဒါကိုကျင့်ပြီးတော့မသေးနိုင်တဲ့တရားကိုသူရသွားမှာဆိုတော့ဝိပဿနာဉာဏ်မဉဏ်ပူဉာဏ်ပေါ့အဲ့ဒါဖြစ်ဖို့ရတော့ကတော့မရှိမပရိပရာလို့ခေါ်တဲ့မဂ္ဂင်7ပါးဒီတရားပါပဲနောက်တစ်ခုသူအဲ့ဒါရပြီးရင်တတ္တဝဝိနည်းအနန္တတွေကိုလည်းမသေးရဖြစ်တဲ့နေရာကိုသူတွန်တင်ပြလိုက်မယ်ဆွဲခေါ်သွားလိုက်မယ်
မှန်ပါပေါ့ဒါကြောင့်ဘုရားလောင်းလေးဟာသူအဲ့ဒီလိုကျုံဝါခဲ့ပါတယ်မိခင်ဝမ်းကြတိုက်ကထွက်တော့ကျုံဝါခဲ့ပါတယ်ဘလို့ကျုံဝါတယ်လဲလို့မေးလို့ရှိရင်ဘုန်းကြီးတို့သူတော်ကောင်းတို့သိပြီးသားပဲငါဟာတဲ့ဒီဝတိခန္ဓာမှာလက်ညှိုးလေးထောင်းပြီးတော့သူကျုံဝါခဲ့တယ်လေလက်ညှိုးလေးထောင်းပြီးတက္ကနာကျုံဝါခဲ့လို့ဒီဝတိခန္ဓာဟာနောက်ဆုံးပဲဒါကြောင့်ဘုန်းကြီးတို့သူတော်ကောင်းများဘုရားလောင်းဒီအဲ့ဒီဘဝမှာဘုရားဖြစ်ပြီးတော့မရှိမပရိပရာကျင့်ကြံဘုရားဖြစ်ပြီးတော့45ဝတိုက်နိုင်တတ္တဝဝိနည်းအနန္တတွေကိုမသေးရာကိုခေါ်ဆောင်ဖို့မသေးရာကိုရောက်နိုင်တဲ့မဂ္ဂင်7ပါးဆိုတဲ့ဒီတရားဓမ္မဒေသနာတော်တွေကိုတွင်တင်ဆုံးမဩဝါဒပေးပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်ခိုင်းခဲ့တာအဲ့ဒီခွန်ရေးကြီးကိုဒေဝီလယတိကြီးရသွားရလားအဘိညာတကိုယ်တွေမြေချုံမိုးပြန်တကိုယ်တန်နိုင်တဲ့စွမ်းအားရှိပဲ냐တော့လေဒီမဂ္ဂင်7ပါးကျင့်စဉ်ဖြစ်တဲ့တတိပဋ္ဌာန်တရားကိုမနာကြရဘူးတဲ့ဘုရားမှမဖြစ်သေးတာမှန်ရလားဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့ကဒီလိုပုဂ္ဂိုလ်တွေနဲ့နှိုင်းယှဉ်ကြည့်ရင်အများကြီးကံကောင်းတာခွန်ကြီးတွေလည်းကောင်းတယ်အချိန်ကားတွေလည်းကောင်းတယ်ဆရာကောင်းသမားကောင်းတွေနဲ့လည်းတွေ့တယ်သာသနာကောင်းနဲ့လည်းတွေ့တယ်နေရာကောင်းနဲ့လည်းတွေ့တယ်မိဘကောင်းတွေနဲ့လည်းတွေ့တယ်ပတ်ဝန်းကျင်ကောင်းတွေနဲ့လည်းတွေ့တယ်ဒီလိုတွေ့တဲ့အချိန်ကာလသမယမှာကိုမခံစားဖို့တဲ့လောကီစည်းစိမ်ဆိုတာဘာမှမရှိဘူးမရဘူးတဲ့ဒါနနဲ့ຫນွယ်တဲ့ချမ်းသာတွေကုန်ရဘူးတဲ့မရဘူးတဲ့သီလနဲ့ຫນွယ်တဲ့ချမ်းသာတွေဘာမှမရှိဘူးကုန်ရဘူးတာသမထနဲ့ຫນွယ်တဲ့ဥစ္စာတွေလည်းမရဘူးတာဘာမှမရှိဘူးရခဲ့ဘူးတဲ့မှန်ရလားတေ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 းပျောက်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 ကြော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 သွားလို့တာမသိတာဒါပေမဲ့ဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့တဏ္ဍာမှာဘယ်အရှိန်မှမရခဲ့တာကတော့ဝိပဿနာဉာဏ်မဉဏ်ဘုံဉာဏ်မှာပဲမှန်ရလားအဲ့ဒါတွေမရခဲ့လို့ဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့ဒီဝဒီခန္ဓာမှာတန်ត្រာလဲပြီးတော့ဩဝနာယသေရမဲ့ခန္ဓာကိုယ်ကြီးရနေတာကိုဒါထောက်ဆိုင်ရင်ဒီတရားပဲငါတို့မခံစားဘူးတာလို့ဒီလိုမှတ်ရမှာမှန်ရလားတန်ត្រာတစ်ချောင်းမှာတပ္ပနံမျိုးစုံကာမဂုဏ်ကိုခံစားမှုပါရဲ့နဲ့ဒါကိုပယ်မစွန့်မဲနဲ့ဘုန်းကြီးတို့မရသင့်မရထိုက်သေးတဲ့မရသေးတဲ့ဝိပဿနာဉာဏ်နေမဲ့ဉာဏ်ပူဉာဏ်တွေကိုရအောင်ကြိုးစားရမယ်အရှိန်မှာကြုံမှုစုံမှုတွေ့ဖူးတာတွေကိုပြန်ပြီးတော့မက်ပြီးတော့ပြန်သွားဘဝနာတယ်ဘာနာတော့အင်မတန်ဘဝနာတယ်မှန်ရလားဒါကြောင့်အဲ့ဒီလိုဘဝမနာရအောင်လို့ဇာတနာမရဏံဟောတိဇာတောဒုက္ခာနိဖုတ္တတိဗန္တံဝဒံပရိကံလေတံတတ္တမသာတိနာရောဇယေနဲ့စေတော်ငါထေရီမာကြီးတွေယဟန္တာမာကြီးတွေယဟန္တာတွေပေါ့ခန္ဓာရတဲ့ပုဂ္ဂိုလ်တွေကတနေ့သိညရမယ်တဲ့ဒီသိခြင်းတရားလည်းရှိတယ်တဲ့သတ္တတမရဏဟောတိဇာတောဒုက္ခနိဘုဒ္ဓတိခန္ဓာရတဲ့တတ္တဝါတွေကနေ့စဉ်ဒုက္ခတွေခံစားရတယ်။ဘာတွေခံစားရဒုက္ခတွေကြီးခံစားရတာကောင်းတာတစ်ခုမှမခံစားရဘူးမှန်ရလားစိတ်ကတာကောင်းတယ်ထင်နေတာဘယ်အရာမှမကောင်းဘူးအကုန်လုံးကဒုက္ခကြီးတွေးနေရတာကိုရရှိထားတဲ့ကိုကဒုက္ခသစ္စာခန္ဓာဒုက္ခနယ်ပယ်ကြီးတဲ့ဖြစ်နေတာမှန်ရလားနေတိုင်းထိတွေ့ရတာဇာတောဒုက္ခနိဘုဒ္ဓတိပန္တံနှောင်ပွဲခြင်းလဲခံရတယ်လားဝရံနဲ့
ဒီခန္ဓာရတဲ့ပုဂ္ဂိုလ်တွေကတစ်နှောင်ဖွဲ့ခံရတယ်တဲ့ကြားလားဟုတ်တာဗောသွားခြင်းတယ်လို့သွားလို့ရလားသိတတ်တယ်လေသိမှကြောက်တယ်မှန်ရလားစားခြင်းတယ်လို့စားလို့ရလားအလွန်ကြော်စားသိတတ်တယ်ဒါနှောင်ဖွဲ့ထားတာပဲမှန်ရလားအများကြီးပေါ့လေခန္ဓာကိုယ်ကိုနှောင်ဖွဲ့ထားတာသိပြီးသားကြီးပဲနော်စားခြင်းနဲ့စားရသွားခြင်းနဲ့သွားရဒီခန္ဓာခိုင်းနှမြလုံးနေရတာဩအေးတော့လဲမတတ်တာပါဘူးသူခိုင်းတာလောက်ရတာပူတော့လဲမတတ်တာပါဘူးသူခိုင်းတာလောက်ရတာသူ့ရဲ့နှောင်ဖွဲ့မှုအောက်မှာခန္ဓာရဲ့နှောင်ဖွဲ့မှုအောက်မှာဘုန်းကြီးတို့နဲ့တို့တော်ကိုင်းနေတဏီကုံသူခိုင်းနှမြတသက်လုံးသူခိုင်းနှမြလုံးပြီးတော့အဲ့ဒါငုတ်တုတ်ပြန်သွားရတဲ့အဆင့်ဟာခန္ဓာရဲ့နှောင်ဖွဲ့မှုအောက်ကမလွတ်ဘူးတဲ့မှန်ရလားဒီခန္ဓာဘုန်းကြီးတို့နှောင်ဖွဲ့ထားတယ်သူတော်ကောင်းတွေကိုနှောင်ဖွဲ့ထားတာအဲ့တော့ဒါတယ်မင်းလားဆိုတော့မဟုတ်ဘူးဗန္တံဝတံဝရံနဲ့တပ်ဖြတ်တာနေတိုင်းနေတိုင်းဘုန်းကြီးတို့ဒီခန္ဓာကိုယ်ကတတ်နေတာတာမန်တကုတ်တမြကိုယ့်ကိုတတ်တာမှတပြိုင်တည်းအင်းဆိုတပ်လိုက်သေးတယ်မှန်ကမဟုတ်ဘူးဒီခန္ဓာကြီးဟာတရိပ်ရိပ်နဲ့တဲ့ဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့တတ်နေတာအစာတွေကျွေးလဲတတ်တာပဲအဝတ်တွေဆင်လဲတတ်နေတာပဲဒါဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့တတိညာတမ္ပစင်ဆင်ញင်ပြီးတော့စဉ်းစားကြည့်ဘယ်လောက်ပဲစားစားဘယ်လောက်ပဲဝက်ဝက်ဘယ်လိုပဲနေနေဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့ဟာသေမင်းလို့ခေါ်တဲ့မရဏပွဲတတ္တဝါတို့ရဲ့တတ်ရာနေရာကိုသွားနေရတာမရောက်သေးလို့မသေးတာပြောကြည့်တနေ့ရောက်ရင်သေရမှာအဲ့တတ်ကွင်းကိုရောက်ရမှာလေမှန်ရလားရောက်သွားတဲ့ပုဂ္ဂိုလ်တွေတတ်ကွင်းနဲ့ရောက်သွားတဲ့ပုဂ္ဂိုလ်တွေကိုဘယ်သူမှသူမငဲ့ညာဘူးတဲ့စီစိန်ရှိလဲတတ်ပြတာပဲစီစိန်ရှိတဲ့ပုဂ္ဂိုလ်လဲအာနာရှိတဲ့ပုဂ္ဂိုလ်တွေကိုလဲတကုပညာရှိတဲ့ပုဂ္ဂိုလ်တွေကိုလဲဒီခန္ဓာတတ်တာမှန်ရလားဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့လဲဒါနေတိုင်းနေတိုင်းတတ်ကွင်းကိုသွားနေရတာလေမရောက်သေးလို့အတတ်မခံရသေးတာအဲ့တော့သွားနေတဲ့ဈာကာလမှာမေ့ပြီးတော့မနေဖို့မလိုအပ်ဘူးလားဒီတတ်ကွင်းမရောက်ခင်မှာဒီဝတ္တိခန္ဓာသုံးမဟုတ်လို့ရှိရင်အမြန်ဆုံးတတ်ကွင်းဘဝကနေလွတ်သွားအောင်ငါတို့အဲ့ဒီအသေးလွတ်တဲ့တရားမျိုးကိုတတိညာဝိရိယဆိုင်ပြီးတော့အားထုတ်မယ်လို့ဒီလိုဆုံးဖြတ်မှတန်ရာကြတာမှန်ရလားဒါကြောင့်မလို့ဗန္တံဝတ္တံပရိကံလေတံနဲ့ပရိကံလေတံနဲ့တဖန်ဖောက်ပြန်မှုတွေဘုန်းကြီးတို့တော်ကောင်းတွေကြီးကြီးပါလားတို့နဲ့ဘုန်းကြီးတို့တော်ကောင်းတို့နဲ့ဘုန်းကြီးတို့တွေဒီခန္ဓာကိုနေတိုင်းဂယုစိုက်တာပဲမစိုက်ဘူးလားဒါပေမဲ့ဘလောက်ဂယုစိုက်အချိန်ကြာလာတော့မျက်လုံးကြီးတွေမွဲမလာဘူးလားစပင်ကြီးတွေဖြူမလာဘူးလားသွားကြီးတွေကျိုးမလာဘူးလားနားကြီးတွေထိုင်းမလာဘူးလားကြည်စမ်းကိုကဘလောက်ဂယုစိုက် तू ကကိုငဲ့ညာပြီးတော့ပြန်ဂယုစိုက်ပေးတာရှိလားအဲ့ဒါခန္ဓာကိုကိုစောပလော်တီးနေတာနော်အမှန်တန်ကြောက်စရာကောင်းတယ်ဒါကြောင့်ဗန္တံဝတ္တံပရိကံလေတံအဲ့ဒီလိုစွမ်းအားရရှိလို့တတ္တမနဲ့သာတိန်နာရောဇယေတတ္တမအဲ့ဒီလိုငါတို့ကိုနိမျိုးစုံနှိစ္စတဲ့ဒီခန္ဓာကိုယ်ကြီးရှိတဲ့အတွက်ကြောင့်မို့လို့သာတိန်နဲ့ဒီဘဝဒီခန္ဓာကလွဲရဲ့နောက်ဇာတိကိုနာတော့စရေငါမနှစ်တတ်တော့ဘူးတဲ့ဘုရားယဟနာသူတော်ကောင်းတွေကနော်အနာဂတ်မှာခန္ဓာလိုချင်စိတ်ရှိသေးလားမရှိဘူးတဲ့သူတို့ကတကယ်အသိနဲ့ကိုဆုံးဖြတ်တာတဲ့နော်ဘာဖြစ်လို့တော့လို့မင်းရင်ခုနကဒုက္ခတွေပေါ့
တတမရဏံဟောတိဒီခန္ဓာရရင်သိရတယ်တနေ့သေးကိုသိရမှသိသွားတယ်ဇာတောဒုက္ခနိဖုတ္တတိခန္ဓာကနေတိုင်းဒုက္ခနဲ့ပဲထိတွေ့နေရတာဗန္တံဝတ္တံပရိကံလေတံနောင်ဖွဲ့တယ်တပ်ဖြတ်တယ်ဖောက်ပြန်ပေးတယ်ကိုယ်ကောင်းကျိုးဘယ်အရာမှမပေးဘူးတဲ့ဒီလိုဒုက္ခတွေများစွာပေးနေတဲ့ဒီခန္ဓာကိုယ်ကြီးကိုဘုန်းကြီးတို့နဲ့တို့တော်ကောင်းတို့ကပရမတ်မှမမြင်တာကိုဘာမှမမြင်တော့ပရမတ်မမြင်တော့ပညာအနေနဲ့ပဲထင်ပြီးတော့ပရမတ်ကိုပညာကဖုံးပြီးတော့တွားရလာရနေရနိုင်ရစားရတောက်ရမြင်ရကြားရနိုင်ရစားရထိရသိရအရာခတ်သိမ်းတို့အပေါ်မှာခံစားမှုအလုံးခန္ဓာကိုယ်နဲ့ပတ်သက်တာအလုံးစိတ်နဲ့ကြံစည်ရအလုံးဝေဒနာနဲ့ခံစားရအလုံးသဘောနဲ့မြင်တွေ့ရစသည်အလုံးတို့ပေါ်မှာဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့ကပရမတ်ကိုမမြင်တော့ပညာထင်ပြီးတော့တဏှာဆွဲဧတံမမသိမ့်ပိုက်ပြီးတော့ဆွဲလန်းတာဘာပြီးတော့ဆွဲလန်းတော့သိမ့်ပိုက်ပြီးတော့ဘလို့ဆွဲလန်းတော့သိမ့်ပိုက်ပြီးတော့တဏှာဆွဲတယ်ဧတံမမဧတံတွေ့ရမြင်ရကြုံရရရှိတဲ့ခန္ဓာကိုယ်စသည်တို့သည်ဤအရာသည်မမငါဥစ္စာဒီလိုသိမ့်လိုက်တာတဲ့မှန်ရလားမြင်တွေ့ရတဲ့ယုံနာတရားသင်္ခါရတရားတွေကိုကြုံတွေ့ရတဲ့သင်္ခါရတရားတွေကိုစုံတွေ့ရတဲ့သင်္ခါရတရားတွေကိုတကယ်ရှိနေတာကကိုယ်ဥစ္စာလားသင်္ခါရတရားလားသင်္ခါရတရားနော်သင်္ခါရဆိုတာယုတ်တရားနံတရားကိုပြောတာဘာတရားတော့သင်္ခါရဆိုလို့ဒီမဟာကြီးမထင်နဲ့ကြလားသင်္ခါရဆိုတာယုတ်တရားအမှန်နံတရားအမှန်ပြောကြည့်အဲ့ဒီယုတ်နံအမှန်ဖြစ်တဲ့သင်္ခါရတရားဒီသင်္ခါရဒီယုတ်ကိုဒီနံကိုဘာလို့သင်္ခါရလို့ခေါ်တယ်လဲလို့မေးရင်အမြဲတမ်းဖောက်ပြန်ပြုတ်ပြင်နေလို့တဲ့မှန်ရလားနားလည်အောင်ပြောလို့ရှိရင်တည်မြဲမှုမရှိလို့ဘာမရှိလို့တည်မြဲမှုရှိပါဘူးအေးပရမတ်အမှန်ကမနေ့ကငါကဒီကနေ့ငါမဟုတ်ဘူးခုနေ့ကငါကလည်းအခုငါမဟုတ်ဘူးဒါပေမဲ့ဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတာဓာကြီးကိုသိမ့်ပိုက်ထားတော့ဧတံမမမွေးလာတော့ကငါကလည်းအခုငါပဲလို့ဒီအစွဲကဖြုတ်မရဘူးမှန်ရလားဖြုတ်မရဘူးနော်မနေ့ကငါလည်းအခုငါပဲလို့ဒီလိုတဏှာနဲ့စွဲထားတာကိုဖြုတ်လို့မရဘူးဖြစ်နေတယ်ဖြုတ်ကခက်နေတယ်မှန်ရလားဘယ်ကခက်နေတာဘုန်းကြီးတို့ကအဲ့ဒါကိုရအောင်ဖြုတ်ရမှာယောဂီတို့နဲ့ဘုန်းကြီးတို့ကကြားလားအမြင်ကရှင်းပြီးတော့ငယ်ငယ်တော့ကယုံနာဟာအခုယုံနာမဟုတ်ဘူးယုံနာနေရဒလဆက်အချိန်တိုင်းမိနစ်တိုင်းစက္ကန့်တိုင်းဥပတိပင်အတိုင်းမှန်ရလားသူကဖြစ်ပြီးရင်ပြတ်သွားတာသူ့ရဲ့သင်္ကေတအခုဖြစ်တဲ့ယုံနာဒီခုနကဖြစ်တဲ့ယုံနာမဟုတ်ဘူးဒီလိုပြတ်သွားလို့ဖြစ်တည်ပြတ်ဆိုတဲ့ဥပတိပင်သဘောတရားရှိလို့ယုံနာတရားတွေဟာသင်္ခါရတရားလို့ခေါ်တာပါပဲ။ဘာတရားလို့ခေါ်ဒီသင်္ခါရတရားကိုဘယ်လိုပုဂ္ဂိုလ်သိသွားနိုင်သလဲလို့မေးလို့ရှိရင်တရားအားထုတ်လို့သင်္ခါရုပ္ပခဉာဏ်ဘယ်ဉာဏ်တော့သင်္ခါရုပ္ပခဉာဏ်နဲ့နော်သင်္ခါရုပ္ပခဉာဏ်ဆိုတာကသင်္ခါရတဲ့နံပါတ်1ကသူ့ကိုပုတ်ခွဲလိုက်မယ်ပေါ့သင်္ခါရကတပုတ်ဥပ္ပခါကတပုတ်ပြောကြည့်သင်္ခါရဆိုတာကယုတ်တရားနံတရားသင်္ခါရဘာခေါ်တော့ဥပ္ပခါဆိုတာကငြိမ်းငြိမ်းချမ်းချမ်းလေး
လက်ခံနိုင်တာဆိုလိုတဲ့ဘောကဘုန်းကြီးတို့သူတော်ကောင်းနေပေါ့ဘာနဲ့တူတယ်လဲလို့မေးရင်ကိုမသိတဲ့လူကိုသူ့ဘောမှာစိတ်လည်းမဝင်စားဘူးသိလည်းမသိဘူးအရာဝတ္ထုပေါ့နော်လူတယောက်ကိုပဲကြည့်လိုက်ပေါ့ဘုန်းကြီးတို့သူတော်ကောင်းတွေကြည့်လိုက်ကိုကလည်းအဲ့ဒီလူကိုသိလည်းမသိဘူးစိတ်ဝင်စားကြထဲမှာလည်းမပါဘူးရှည်တော့ကလည်းမမြင်ဘူးအခုမြင်တာကပဲရှိတယ်အဲ့ဒီမှာလှမ်းကြည့်လိုက်တယ်မမြင်ဘူးလားလူရဲ့လို့ရောမသိဘူးလားယောက်ျားလို့ရောမထင်ရှားဘူးလားမိန်းမလို့ရောမထင်ရှားဘူးလားဒါပေမဲ့ကြည့်လိုက်တယ်ကိုယ်စိတ်ထဲဘာဖြစ်တော့ဘာမှဖြစ်ဘူးဘာဖြစ်တော့ခန္ဓာကြဘာပေါ်တော့ဘာမှပေါ်ဘူးမြင်တာတစ်ခုပဲပေါ်တယ်ကြားလားအကယ်၍လူတယောက်ကကိုယ်အင်မတန်မျက်နှိုးရတဲ့လူတယောက်ကိုမြင်လိုက်ပြီးဆိုရင်ကိုယ်စိတ်ထဲဘလို့နေတော့ပုံစံပြောင်းတယ်မှန်ရလားဘာပြောင်းတော့မိမိမျက်နှိုးတွေ့တာနှစ်သက်ရတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးမြင်လဲမြင်ဘူးတယ်မျက်နှိုးမှုလည်းရှိတယ်တွေ့တာမှုလည်းရှိတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုမြင်တွေ့လိုက်တဲ့အခါမှာကိုယ်စိတ်ရဲ့ခံစားမှုကိုကိုပုံဖော်ကြည့်လိုက်ပေါ့မှန်ရလားဟုတ်ပြီနော်အဲ့ဒီခံစားမှုမျိုးကိုဒုက္ခခံစားမှုလို့ခေါ်တယ်ဘာခံစားမှုနည်းနည်းလေးအနိစ္စဆုံးနဲ့ညွှန်ပေးတာနော်ဟုတ်ပြီဒီပုဂ္ဂိုလ်ကိုမြင်လဲမြင်ဘူးတယ်ကြည်လဲမကြည်နှပ်ဘူးသူ့မြင်တိုင်းကြည်လည်းမရဘူးစိတ်ကလည်းအမတန်ဆိုးချင်တယ်မှန်ရလားနှလုံးလည်းဖောက်ပြန်တယ်အမြင်လည်းကတ်တယ်ပေါ့အကယ်၍အဲ့ဒီပုဂ္ဂိုလ်ကိုဖတ်ခနဲ့မြင်လိုက်လို့ရှိရင်ကိုယ်စိတ်ဘယ်လိုဖြစ်သွားတော့တော်ဒေါသဖြစ်เสียပေါ့မကောင်းတဲ့ခံစားမှုပေါ်မလာဘူးလားအဲ့ဒါကိုဒုက္ခဝေဒနာခံစားတယ်လို့ခေါ်တယ်ဘာခံစားတယ်ဒေါမနတရောတူတူပေါ့မှန်ရလားနော်အဲ့မှာကိုယ်ကလူ၃ယောက်ပြောင်းသွားပြီတဘောကြတဲ့လူကြတော့ဒုက္ခဝေဒနာသိတာတယ်နော်ခံစားမှုလေးတဘောမကြတဲ့ပုဂ္ဂိုလ်ကြတော့ဒုက္ခဝေဒနာဒီထဲမှာခံစားရတာမသိတာဘူးလားသိတာတယ်နော်တဘောကြတာလည်းမဟုတ်ဘူးတဘောမကြတာလည်းမဟုတ်ဘူးဆိုတဲ့လူကိုတွေ့တဲ့အခါကျတော့ရိုးရိုးလေးခံစားရတာမဟုတ်ဘူးလားပြင်းပြင်းကြီးခံစားရတာရှိလားကောင်းတယ်လို့ထင်တဲ့ခံစားမှုရောပေါ်လားမကောင်းဘူးလို့သိတဲ့ခံစားမှုရောပေါ်လားဘယ်လိုလေးပေါ်တော့မြင်ယုံတက်တက်ပဲပြောကြည့်သိယုံတက်တက်ပဲဘာတက်တက်တော့အေးမောနှစ်ခုပေါင်းလိုက်တော့မြင်သိယုံတက်တက်ကလေးပဲတဲ့ပြောကြည့်အဲ့ဒါကိုဥပေက္ခာလို့ခေါ်တာအဲ့ဒါကိုဘာလို့ခေါ်ဟုတ်ပြီအဲ့ဒီသင်္ခါရုပ္ပက္ခာဆိုတာသင်္ခါရကတဘောဥပေက္ခာကတဘောသင်္ခါရကယုတ်တရားနံတရားပြောကြည့်ယုတ်တရားနံတရားကိုဘာလို့ခေါ်ဥပေက္ခာဆိုတာကပြင်းပြင်းခံစားမှုလည်းမရှိဘူးမှန်ရလားဟုတ်ပြီနော်သက်သက်တာတာမြင်သိယုံသဘောလေးပဲမှန်ရလားမြင်သိမှုသဘောလေးလောက်ခံစားရတာမှန်တာပေါ့ဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့အခုတရားအားထုတ်နေတယ်ပေါ့အောက်ဉာဏ်လေးမှာဝိပဿနာဉာဏ်ရဲ့အောက်ဉာဏ်နော်ဒါဉာဏ်ဖြစ်တာကိုပဲပြောနေတယ်ဉာဏ်မဖြစ်တဲ့အချိန်ဆိုပိုဆိုးတာပေါ့ဉာဏ်မဖြစ်တဲ့အချိန်မှာကြည့်ပါလားဘုန်းကြီးတို့တော်ကောင်းနေတရားအားထုတ်တချို့ဉာဏ်ဖြစ်အောင်စိတ်ကိုငြိမ်အောင်လို့ဆိုပြီးတော့တရားမှတ်တာဟောငါချီးတွေလည်းထွက်လို့ထွက်နဘေးကလူလည်းတရားမရဘူးပြောပြတာအပြစ်ပြောတာမဟုတ်ဘူးနော်အပြစ်ပြောတာမဟုတ်ဘူးစိတ်မဆိုးနဲ့ကြလားတရားတော်နဲ့နားလည်အောင်ပြောပြတာဟုတ်ပြီလားခန္ဓာကိုယ်ပေါ်မှာဘုန်းကြီးတို့တော်ကောင်းနေဥပ္ပခါမဖြစ်တဲ့အခါကျတော့ဒီညာမရရဘူးကိုယ်တော်အခုနမူနာစမ်းပြတာနှက်ချီတောင်ထွက်တယ်ဟုတ်ပြီလားတဘောတဘောပြောပြတာအဲ့တော့ဘာညာမှမရတဲ့ချိန်ကာလမှာတရားအားထုတ်နေရဖောင်းနေမှတ်တာကိုကဖောင်းနေမှတ်တော့အဲ့ဖောင်းတာမမြင်ရဘူးပါစကစိတ်ကတော့ဖောင်းနေမှတ်လိုက်တာဘိုက်ကဘယ်လိုဖောင်းမှမသိဘူး
ဖမ်းတာမခက်ဘူးလားဟုတ်ပြီနော်ဝင်လေသည်တော့လေသည်မှတ်လဲမှတ်ကြည့်နာရီများနေဝင်လာတယ်မှတ်နေတယ်အမဲသသတော်ဟုတ်တရားရောက်မဲ့တတိလေးကတ်ဝိရိယလေးစိုက်အဲ့ဒီအချိန်တော့လေးလေးရှူလိုက်လို့နာတိပြလေးဆိုတော့တိုးသွားတယ်အဲ့လေဝင်တာကိုသိတယ်ဟဲ့မဆိုးမှန်ရလားမှတ်လိုက်ပြန်ပြီထွက်တာလေးအာယုံယူလိုက်တယ်နာတိပြလေးတိုးပြီးတော့ပြန်ထွက်သွားတယ်မှတ်လိုက်တယ်ထွက်လေသည်မှတ်လိုက်တယ်သိသွားပြန်ပြီအဲ့မဆိုးတစ်ချိန်မှနှစ်ချိန်မှသုံးချိန်မှလေးချိန်မှမှတ်ရင်တဲ့စိတ်ကမှတ်တော့မှတ်နေတာစိတ်ကအတွေးတစ်ခုတည်းရောက်သွားအောင်မှန်ရင်တဲ့စိတ်ကပဲရောက်သွားတာအတွေးတစ်ခုတည်းရောက်တာအေးပြန်မှတ်လိုက်အောင်ပါပဲဆိုတော့ခါကျတော့မှတ်လိုက်တော့ပြန်မဆွဲရဘူးလားဝင်လေသည်ထွက်လေသည်အဲ့ကြမှာပြောက်မနေဘူးလားအရန်ခက်တယ်ကြားလားသူ့ကိုမိဖို့မခက်ဘူးလားတကယ်ခက်တယ်ဟုတ်ပြီနော်ဖောင်းနာပိန်နာအေးတိတာမြန်နာတော့နာတာကျင်တာကြိုက်တာခဲတာရာတာထုံတာသင်းတာကြက်တာရွာတာထိုးတာအဲ့ဒါတော့တော်တော်ခက်တယ်သိတယ်အဲ့ဒါတော့တော်တော်သိတယ်ကြားလားမလီနာတာမမှတ်နိုင်တော့နာတယ်မှတ်တယ်နာတယ်မှတ်တယ်ဟိုးရှုပ်ပါတယ်ပြောင်းပလိုက်တယ်ဟောသိတော့သိတယ်သိတော့အရန်ခံခက်တော့ခံနိုင်မှုရှိရလားဘယ်ရမလို့ချွေထုတ်ပလိုက်တယ်မှန်ရလားအမှန်ကတရားမမှတ်ခင်တော့လဲနားနေတာပဲအဲ့ဒီပေါ်မှာအာယုံမရှိဘူးတတိမရှိတဲ့အခါကျတော့နာမန်မသိဘူးမှန်ရလားဒါတဘောပြောပြတာနော်ဟာမှတ်နေတယ်ဟိုနားလေးရလူပါးလေးရလူရွာစီနဲ့အကောင်လေးများတက်နေမရတာမှတ်တာဖောင်းတော့လှမ်းမှတ်လိုက်ဒီကရတာပေါ်လာလိုက်ဖောင်းတာပြုတ်သွားလိုက်ပိန်တော်မှတ်ရှာလိုက်ရတာပေါ်လာလိုက်ပိန်တာမှတ်မရပြောက်သွားလိုက်သူ့ဘောပဲဟိုရှုပ်ပါတယ်လောက်လိုက်ကောမလောက်ပြဘူးလားမမှတ်ခင်တော့ကလည်းရှိတာပဲတရားဉာဏ်မရှိတော့ရှိမှမသိတာဘာဉာဏ်မရှိတော့ရှုတိစိတ်မရှိလို့မှန်ရလားရှုတိစိတ်လေးနည်းနည်းရှိလာတော့ဖောက်ပြန်မှုတဘောကိုမျိုးစုံတွေ့ရတာမှန်ရလားဒါပေမဲ့အဲ့ဒီဖောက်ပြန်မှုကိုဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့ကဖောက်ပြန်မှုလို့လက်မခံနိုင်ဘူးပြုတ်ပြင်မလိုက်တာဘာလို့မလိုက်တာပြုတ်ပြင်မလိုက်တာလေမှန်ရလားအဲ့ဒါကိုဖုံလွှမ်းသွားတယ်လို့ခေါ်တာဟုတ်ပြီလားဒီပရမတ်အစစ်တွေကိုပြုတ်ပြင်မလိုက်တော့ဖုံလွှမ်းကုန်တာတန်တတိအစဉ်ဖုံးတယ်ဆိုတာဒါကိုပြောတာပဲနော်အဲ့လိုပြုတ်ပြင်မလိုက်တဲ့အခါကျတော့အမှန်တရားတွေရုပ်တဘာဝအမှန်နာမ်တဘာဝအမှန်သင်္ခါရတို့ရဲ့အမှန်ကိုမြင်ပါရက်နဲ့ပြောင်းလဲပလိုက်တာတော်တော်တတိကောင်းတယ်ကြားလားဖယားယဟနာသူတော်ကောင်းရဲ့အမြင်မျိုးမြင်ရင်တော့ဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့တော်တော်တတိကောင်းတာငရဲမကြောက်တဲ့လူတွေပေါ့ဘာမကြောက်တဲ့လူတွေတနည်းပြောရင်အိုဝနာယသေရတာကိုမကြောက်တဲ့လူတွေပဲမှန်ရလားဘာဖြစ်လို့တော့ဒီအမှန်ရင်သိပါရဲ့နဲ့အဲ့ဒီအမှန်ပေါ်မတက်ပဲနဲ့ပယ်ချမလိုက်တာဟုတ်ပြီလားခန္ဓာအမှန်မပြဘူးလားကိုကအဲ့ဒီအမှန်ကြီးကိုဘာလုပ်ပြတော့ပယ်ချမလိုက်တာဘာနဲ့ပယ်တော့တဏှာဆွဲမာနဆွဲဒိဋ္ဌိဆွဲရောဒီဆွဲတစ်မျိုးနဲ့ပဲမှန်ရလားမခန္ဓာဘူးဟေးဆိုတော့ခန္ဓာကိုယ်ကောင်းစေခြင်းတဲ့စိတ်ကလေးပေါ်လာတာလေဒါခန္ဓာပေါ်မှာတွဲတာနေတဲ့တဏှာပဲလေမှန်ရလားခန္ဓာကိုယ်ပေါ်မှာဘာဖြစ်နေတဲ့တဏှာတွဲတာနေတဲ့တဏှာမှန်ရလားအဲ့ဒီတဏှာပေါ့ဒါမှမဟုတ်ရင်အဲ့ဒါကိုမြဲတဲ့ခိုင်တဲ့ခန့်တယ်လို့ထင်အောင်မှားထားတဲ့ဒိဋ္ဌိပေါ့မှန်ရလားအဲ့ဒီတဏှာဒိဋ္ဌိတွေနဲ့စွဲပြီးတော့ခွန်ကြီးတို့တို့ရတရားအမှန်ခန္ဓာကတရားအမှန်ပြပါရဲ့နဲ့တို့ကအစွဲနဲ့ပယ်ချပြတာတတိယတော့ခွန်ကြီးတို့နဲ့တို့သူတော်ကောင်းတို့ဟောကောင်းတဲ့လူတယောက်မှမရှိဘူးမှန်ရလားဟုတ်ပြီနော်ဘာလို့အဲ့ဒီလူတွေသိတယ်လဲလို့မေးရင်ရှုတိစိတ်ရှိနေလို့သိသွားတာဘာစိတ်တော့အေးသိတော့သိတယ်
तू ကမှတ်ရတာအရန်ခက်တယ်လေဒီယုတ်ဒီနံတွေကိုတွေ့ဖို့ရန်အတွက်ငြိမ်သွားအောင်အတွက်ပေါ်လာတယ်မြကိုယ်နဲ့ပတ်သက်တဲ့ရှုမှတ်စရာလေးတွေကိုအေးအေးဆေးဆေးမရှုမှတ်နိုင်ဘူးစိတ်နဲ့ပတ်သက်တဲ့ရှုမှတ်စရာတွေကိုတည်တည်ငြိမ်ငြိမ်မရှုမှတ်နိုင်ဘူးဒီဘက်ကစဉ်းစားတော့ရှိနေတဲ့ဟိုဘက်ကနာတာထပေါ်လာတယ်မှန်ရလားဩနောက်တစ်ခုဟိုဘက်ကနာတာမှတ်နေတော့ရှိသေးတယ်တခါဟိုဘက်ကဝရုံးဆိုအတန်ကြားတာကြီးထပေါ်လာတယ်ဟုတ်ပြီနော်ဒီလောကနိယာမကတော့တရားမှတ်တပ္ပနာမျိုးစုံဖြစ်နေမှာပဲစိတ်ကူးတာတွေလည်းပေါ်လာမှာပဲခံစားတာတွေလည်းထိတာတွေလည်းကြားတာတွေလည်းနာတာတွေလည်းပေါ်လာမှာပါပဲဟုတ်ပြီနော်ငါကလည်းတရားမှတ်လည်းသူ့အတိုင်းပဲပေါ်မနေဘူးလားပေါ်နေတာပဲနော်ဒါပေမဲ့တရားမှတ်တဲ့အခါကျတော့ဒီပေါ်လာတဲ့ဥစ္စာတွေကိုဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့ကသက်တာမမှတ်နိုင်ဘူးတနည်းပြောရင်ညီမြမမှတ်နိုင်ဘူးဟုတ်ပြီလားအဲ့ဒီညီမြကလေးမှတ်နိုင်သွားတဲ့တဘောဥပမာပေါ့ကိုကအောင်းနေပိန်နေမှတ်နေတယ်အပြင်ကအတန်ကြီးဝုန်းကနေအော်နေပေမဲ့လို့ကိုယ်ထဲမှာဘာမှခံစားချက်မရှိဘူးအတန်နောက်အာယုံမရောက်သွားဘူးဟုတ်ပြီနော်ကိုယ်အမှတ်ကလေးပေါ်မှာပဲပုံသေးနီးပဲနားပင်းတဲ့လူလိုပဲတဲ့ဥပမာပေါ့ဟိုဘက်မှာအတန်ကြီးအကျယ်ကြီးထအော်တယ်လူနှစ်ယောက်တယောက်ကနားပင်းတယ်တယောက်ကနားမပင်းဘူးမှန်ရလားနားမပင်းတဲ့လူကအဲ့ဒီအတန်ကိုမကြားရတော့အော်နေလဲသူဘာဖြစ်တော့ဘာမှမရှိဘူးငြိမ်လေးပဲကြားလားကြားရတဲ့ပုံကိုကြတော့ဘလို့ဖြစ်တော့အာဆိုတော့မလန့်သွားဘူးလားအဲ့လိုမျိုးဖြစ်သွားတာဟုတ်ပြီနော်သင်္ခါရုပ္ပကဉဏ်ရောက်သွားရင်ဂုဏ်ကပုံစံပဲပေါ်လာတဲ့ယုံနံတွေပေါ်မှာစင်ရဲလဲမှတ်စရာမရှိဘူးရှမ်းတလည်းမှတ်စရာမရှိဘူးဟုတ်ပြီလားဖြစ်ပေါ်လာတဲ့သင်္ခါရတရားတွေကိုမှတ်စိတ်တစ်ခုနဲ့အနိစ္စလက္ခဏာအနေနဲ့မြင်အောင်မှတ်နိုင်တဲ့စွမ်းအားရှိတယ်ဒုက္ခလက္ခဏာအနေနဲ့မြင်အောင်မှတ်နိုင်တဲ့စွမ်းအားရှိတယ်အနတ္တလက္ခဏာအနေနဲ့မြင်အောင်မှတ်နိုင်တဲ့စွမ်းအားရှိတယ်ငြိမ်စိမ်မဲ့သူကဟုတ်ပြီလားသူကလက္ခဏာတစ်ပါးနဲ့တော့သူကမှတ်တယ်သုံးပါးလုံးနဲ့တော့မမှတ်ဘူးဟုတ်ပြီလားသူကအနိစ္စအနေနဲ့မှတ်နေရင်အဲ့ဒီအနိစ္စအနေနဲ့ပဲပေါ်လာတဲ့သင်္ခါရကိုတညီမြပြင်းခံစားမှုမရှိနှစ်သက်မှုခံစားမှုမရှိဘဲနဲ့မှန်နိုင်တဲ့သဘောကိုသူဆောင်နေတဲ့အဲ့ဒီဉာဏ်ရောက်သွားရင်တော့သင်္ခါရတရားကိုအေးချမ်းလေးမှတ်နိုင်တယ်ဘယ်လိုမှတ်နိုင်အေးချမ်းလေးမှတ်နိုင်တယ်တဲ့မှန်ရလားအဲ့ဒီလိုမှတ်နိုင်အောင်ဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့ကကြိုးစားမှာဒီသင်္ခါရုပ္ပကဉာဏ်ရတာများပြီးတော့တည်မြဲတာများလာလို့ရှိရင်မဲ့ဉာဏ်ပုံဉာဏ်ရဖို့အရန်သီးဆက်သွားပြီတဲ့ဘာဉာဏ်ရဖို့မဲ့ဉာဏ်ပုံဉာဏ်ရဖို့သီးဆက်သွားပြီနော်မှန်ရလားအဲ့ဒီအတွက်ကြောင့်မို့လို့ဒီဉာဏ်တိုင်အောင်ဘုန်းကြီးတို့ကမှတ်ရမယ်တဲ့ဘာဖြစ်လို့တော့အဲ့ဒီလိုသင်္ခါရုပ္ပကဉာဏ်မရခင်မှာဖြစ်ပြနေတဲ့သင်္ခါရယုံနံတရားတွေဟာအင်မတန်မှအခန့်ခက်တဲ့အတွက်ကြောင့်မို့လို့မှတ်နေတဲ့အချိန်မှာညီမျှမှုနဲ့တော့မရှိနိုင်ဘူးမှန်ရလားဒါပေမဲ့ညီမျှမှုမရှိလဲဘာလုပ်ရမလို့မှတ်ပေးရမယ်ဘာကြောင့်မှတ်ခိုင်းတယ်လဲလို့မင်းအဲ့ဒီလိုမှတ်တတ္တမဇာတိနာရောစေဩဝနာယတေရတဲ့ဒုက္ခတွေကလွတ်မှာတဲ့မှန်ရလားဘယ်တွေကလွတ်မှာတော့ဒုက္ခတွေကလွတ်မှာဘယ်ကလွတ်မှာတော့ဒုက္ခတွေကလွတ်မှာမှန်ရလားအဲ့ဒီဩဝနာယတေရခုနကပြောခဲ့တဲ့ခန္ဓာဒုက္ခမျိုးစုံကလွတ်အောင်ဆိုပြီးတော့မြတ်စွာဘုရားကဘိကဝေယံတော်မြတ်ဩရှိတာတို့ဇာယတံတတိပတံတရားတွေကိုရှုမှတ်ပွားများအထုတ်ပြီးတော့နေကြပါကုန်လောသ
တိပဋ္ဌာန်တရားအာမထုတ်ခိုင်းဘူးလားဒီပင်တရားတွေနဲ့ဆိုင်ဒီတရားအကြီးမားဆုံးတန်ဖိုးအကြီးဆုံးမဟုတ်ဘူးလားဒါနတဲ့ဟောမကြီးမားဘူးလားသီလတဲ့ဟောအကျိုးကျေးဇူးမကြီးများဘူးလားသမထတဲ့ဟောမကြီးမားဘူးလားအဲ့လိုကြီးမားတဲ့ဝိပဿနာတရားမဂ်ခင်၈ပါးကျင့်စဉ်ကြီးကိုဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့လက်ဝဲပိုင်ပိုင်သိရှိနိုင်တဲ့အခွင့်အရေးမရဘူးလားအေးအဲ့ဒီလိုရတဲ့အချိန်မှာဒါရအောင်ကြိုးစားရမယ်တာဝန်မရှိဘူးလားဓမ္မတာလင်ဩဝနာယသိရတဲ့ဒုက္ခလွတ်မှာတဲ့မှန်ရလားနမဆိုရင်လွတ်ရိုးထုံးတန်ရှိပါမလားမရှိနိုင်ဘူးဒါကြောင့်ဆိုလိုက်ဒိုယောဂီများသိစေရှင်ကုသိုလ်ဆင့်ဆင့်မြင်ရာတွင်စွမ်းကြောင်းအလူသီလပွားမေတ္တာကုသိုလ်စုပုံထားအနိစ္စထင်ညာသမတ်လျင်250ရှောက်စိတ်ပင်တစိမ့်မြပင်မမီညာတတိပဋ္ဌာန်ကုသိုလ်အမြတ်ဆုံးထားနိဗ္ဗာန်စံဝဲမြတ်ရှင်ပင်နေတိုင်းမိတ်ခဲ့အင်ငါကိုရှစ်လျင်ရှုမှတ်ပွားငါဗျာပွင့်ကြိုးနတ်စေတာဩကြည်စံမြတ်စွာဘုရားကဒါနနဲ့တရားအားထုတ်ရမယ်ဆိုရင်ဘယ်ဟာအဓိကလောက်ခိုင်းတော့တရားအားထုတ်တာအဓိကလုံးတဲ့မှန်ရလားတရားအားထုတ်တဲ့ပုဂ္ဂိုလ်ဟာဒါနပြုပါလို့ညွှန်စရာမလိုဘူးသူကသူတော်ကောင်းတရားရသွားလို့ပြုကိုပြုတယ်တရားအားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာသီလဆောက်တည်ပါလို့သူ့ကိုထူးညွှန်ပြနေစရာမလိုဘူးမှန်ရလားသူကအထူးအဲ့ဒီသီလလည်းဆောက်တည်သွားတယ်မှန်ရလားတရားအားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာဘာဝနာတရားသမထဘာဝနာပွားများပါလို့သူ့ကိုပြောနေစရာလိုရလားအထူးပြောစရာကိုမလိုဘူးအဲ့ဒီထဲမှာပါသွားပြီးတာပဲမှန်ရလားအဲ့ဒီတရားအာမထုတ်တဲ့လူတွေဒါနပြုပါဟဲ့သီလဆောက်တည်ပါဟဲ့မေတ္တာပွားပါဟဲ့လို့လိုက်တိုက်တွန်းနေရတာကြားလားဘာဖြစ်လို့တော့ဆိုမိလို့ရလေမိပါစေရေထဲမျောနေတဲ့လူဆိုတော့မျက်ဖုတ်ကလေးမိတော့လဲအသက်ဘေးကလွတ်လို့လွန်ညာမှန်ရလားကိုင်းပုတ်ကလေးမိတော့လဲအသက်ဘေးကလွတ်လို့လွန်ညာတို့ကဩကရေရင်ကြီးထဲမှာမျောနေတာကိုသာသမီဇနီးမြစီဝါဥစ္စာအာနာယထုလို့ရှင်တဲ့စိတ်ဆိုးစိတ်ပြက်ဒီလိုအာယုန်ကြီးထဲမှာမျောနေတော့သားစိတ်မြားစိတ်အိုးစိတ်လင်စိတ်တဏမာနဒိဋ္ဌိအစွဲစိတ်တွေနဲ့မြန်သေသွားလို့ရှိရင်တော့အပေတန္တရာလာရရှိရဲ့အဲ့ဒီအပေတန္တရာလေးမလာအောင်တော့ကိုင်းပုတ်ကလေးလို့ခေါ်တဲ့ဒါနာလေးကောက်ကင်မိလိုက်ရင်တော့တတလေးအပေါ်တက်လာနိုင်ကောင်းရှိပါစေရဲ့ဆိုပြီးတော့အဲ့ဒါကာမဂုဏ်ကြားတဲ့လွှမ်းနေတဲ့လူကိုဘာပြုခိုင်းရတာနောက်ပြီးတော့သီလပြုခိုင်းရတာဘာပြုခိုင်းရတာနောက်တစ်ခုကဘာဝနာသမထဘာဝနာပြုခိုင်းရတာမှန်ရလားရေစည်းကမ်းကြီးတဲ့မျောသွားမှကြောက်လို့ပြောမကောင်းတဲ့လူလေးမို့လို့အစင်ပြေတာလေးကောက်ဆွဲဟဲ့ဆိုပြီးတော့အဲ့ဒါမနှဲပြောရတာမှန်ရလားတရားအားထုတ်နေတဲ့ပုဂ္ဂိုလ်တရားကိုမြတ်နိုးသွားပြီတရားသိရှိသွားပြီဆိုရင်ပြောစရာမလိုဘူးအောက်တဆုံးသောတာပတ္တိမဉ္ဇဏ်ရသွားသူတော်ကောင်းတရား9ပါးကိန်းသွားတာကိုတတ္တာသီလသုတ္တစာကပညာဟိရိဩတ္တပဒီတရား9ပါးသောတာပတ္တိမဉ္ဇဏ်ရတယ်နဲ့တန်ကိန်းတာအဲ့ဒီပုဂ္ဂိုလ်နင်းလူရင်တတ်ပြစ်မယ်လို့ပြောလဲသွားလူတယ်ကြားလားနင်းဒီတန်းစောက်တည်သိအောင်တတ်ပြစ်မယ်အမုန်းကျိတ်ပြစ်မယ်ဆိုရင်လဲစောက်တည်တယ်ဟုတ်ပြီလားနတ်မဆိုရင်တော့
နတ်မဆိုရင်ပဲပေါ့အမှန်ရလားအေးအဲ့ဒါပဲဘုန်းကြီးတို့တော်ကောင်းတယ်ဒါကြောင့်မလို့သောတာပတိမဉ္ဇဉ်မပြောနဲ့တာမန်ဝိပဿနာဉာဏ်နေရသွားတဲ့ပုဂ္ဂိုလ်တောင်မှတဲ့ဒါနသီလဓမ္မထတွေဟာအလိုလိုလုပ်ပြီးသားဖြစ်ပါတယ်တဘောရှင်းရလားအဲ့တော့တသန္တရာလုံးလုပ်ခဲ့တဲ့အလုပ်တွေကိုဘုန်းကြီးတို့တော်ကောင်းတယ်ဟုတ်တယ်မဟုတ်လားတာအိမ်မြတ်နိုးပြီးမနေပဲနဲ့မလုပ်ရသေးတဲ့အလုပ်ကိုရအောင်လုပ်ဖို့မလိုအပ်ဘူးလားဘုန်းကြီးကပြောခဲ့ပြီးတတိပဒံတရားအားထုတ်ဖို့ဘုရားကတရက်တည်းမိတ်နာလားမသိမချင်းမိတ်သွားတာလားအချိန်တိုင်းမိတ်သွားတာမှန်ရလားသာယထဘိက္ခဝေမာပမာဒတ္တဒါကဘုန်းကြီးကလမ်းညွှန်နေတာပဲရှိသေးတယ်တရားတော်မပြောသေးဘူးနော်။ကိုင်းအခုတရားတော်ပြောမယ်ဒါကြောင့်မြတ်စွာဘုရားကတတိပဒံတရားကိုအားထုတ်ပါဆိုတာသိတန်ကြီးကြီးလို့တဲ့ဒီတတိပဒံတရားကိုအားထုတ်တဲ့ပုဂ္ဂိုလ်မှသာလျင်သူတော်ကောင်းတို့နားလည်အောင်ပြောရင်တစ်ပြည့်ညတ်ကွာသွားမယ်။ဘာကွာသွားမှာဒါဆိုရင်ငါတို့ကဘာလို့ပြည့်ညတ်ဆွဲနေတယ်လဲလို့ဒီလိုမေးလို့ရှိရင်ဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့တဏ္ဍာမှာတဏ္ဍာဆွဲမာနဆွဲဒိဋ္ဌိဆွဲပြန်ပြောအဲ့ဒီအစွဲသမျိုးမျိုးကိန်းနေသည်မြဘုန်းကြီးတို့ပြည့်ညတ်ကိုခွာလို့လွယ်ပါမလားလွယ်ဘူးနော်အဲ့တော့ဒီပြည့်ညတ်ကိုခွာပြီးတော့ပရမတ်ကိုမြင်ခြင်းနဲ့ဆိုရင်တဲ့ဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတော့အစွဲကိုတော့ဖြုတ်ရမှာလေဘာကိုဖြုတ်အောင်အစွဲကိုဖြုတ်ရမယ်တဲ့ဟုတ်ပြီလားအစွဲကိုဖြုတ်ပြရမယ်ဒီတဏှာစွဲမာနစွဲဒိဋ္ဌိစွဲလို့ခေါ်တဲ့ဒီအစွဲကိုပြုတ်သွားလိုက်လို့ရှိရင်ဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့ဟာပရမတ်ပေါ်လာတယ်ပြည့်ညတ်ပြောက်သွားပြီးတော့ဘာပြောက်သွားပြီးတော့ပြည့်ညတ်ပြောက်သွားတယ်တဲ့ကြားလားအဲ့ဒီပြည့်ညတ်ကိုအစွဲပြုတ်မှသူကပြည့်ညတ်ကကွာတာကိုအဲ့ဒီပြည့်ညတ်ကိုကွာဖို့ရန်အတွက်ဒီအစွဲကိုပြုတ်ဖို့ဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတော့အရှုခံအာယုံပေါ်မှာရှုတိစိတ်ကပ်ပေးရတာပဲရှုခံအာယုံပေါ်မှာရှုတိစိတ်ကပ်ပေးရတာပဲအဲ့တော့ယောဂီတို့နဲ့အနိစ္စဆုံးတစ်ခုကိုဘုန်းကြီးပြောပြမယ်ဥပမာပေါ့ယောဂီတို့တရားထိုင်ပြီတရားထိုင်တဲ့အခါကျတော့လောကစကားအရပဲမှတ်လိုက်ပေါ့မာစီတတိပဋ္ဌာန်စကံဖြစ်တော့မာစီမူအရာလေးပေါ့နော်ဒါကတော့ဖျားမူပါနားလည်လွယ်အောင်လို့ပြောပြတာမှန်ရလားအဲ့တော့မာစီမူလေးအရာပေါ့ဝမ်းပိုက်မှာတတိလေးကတ်မယ်ဝမ်းပိုက်ပြင်လေးကိုတတိကတ်မယ်အမှန်ကတော့တတိကတော့ရှုခံအာယုံပဲနာကတ်ရတယ်နော်နာတိပြကတ်ရင်ရောမရဘူးလားငယ်ထိတ်ကတ်ရင်ရောရှေးဖမိုးကတ်ရင်ရောအဲ့တော့သင်္ပစုံကတ်ရင်ရောဒီကျမ်းမြင်တဲ့ထိနေတဲ့သင်္မာတစ်ပြင်လုံးပေါ်မှာကတ်ထားရင်ရောတောင်းတင်းနေတဲ့ရုပ်ပေါ်ကတ်ရင်ရောရတာပဲမှန်ရလားကာယ ानु ပတ္တနာပဲဘယ်နာကတ်မှန်ရလားဒါပေမဲ့မူလေးအရာတစ်ခုညွှန်မယ်ပေါ့အဲ့တော့ဘယ်နေရာကိုကတ်ခိုင်းတယ်လဲလို့မေးလို့ရှိရင် तू ကဖောင်းမှုပိန်မှုရှိတဲ့နေရာကိုကတ်ခိုင်းပါဦးဒီခန္ဓာကိုယ်ဆိုတာကကရစကာယဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့ရဲ့ခန္ဓာကိုယ်ကြီးကိုကာယပတာဒလို့ခေါ်တယ်။ဘာပတာဒကာယပတာဒဒီခန္ဓာကိုယ်တစ်ပြင်လုံးမှာဒီသွေးကြောရေကြောပေါ့သွေးတွေပြန့်နှံ့တဲ့နေရာမှန်သမျှပေါ့သွေးကြောပြန့်နှံ့တဲ့နေရာမှန်သမျှမှာ तू ကကာယပတာဒဆိုတဲ့ကိုယ်အကြည်ဓာတ်ကလေးရှိတယ်။ဘာအကြည်ဓာတ်လဲကိုယ်အကြည်ဓာတ်လေးနော်သပင်ထိတ်မှာကိုယ်အကြည်ဓာတ်မရှိဘူးကြလားလက်သေးထိတ်ခြေသေးထိတ်မှာမရှိဘူးကြလားဒါကြောင့်မလို့လက်သေးတွေကိုညှက်လိုက်ရင်နားလားသပင်လေးကိုဖြတ်လိုက်ရင်နားလားမရှိတဲ့အတွက်ကြောင့်မလို့မှန်ရလားမျက်ခုံးမွေးလေးတွေထိတ်ညှက်ကြည့်နားရလားမနာဘူးဟုတ်ပြီနော်
အဲ့ဒီလိုကလွဲလို့အစိုးတတ်ပေါ့ခန္ဓာကိုယ်အစိုးတတ်ရှိတဲ့နေရာအကုန်လုံးမှာသူကဒီအကြည်တတ်ရှိတယ်ကြားလားကိုယ်အကြည်တတ်ကလေးရှိတယ်အာကြည်တတ်လေအဲ့ဒီကိုယ်အကြည်တတ်ကိုသူကကာယပတာဒလို့ခေါ်တယ်ပါပါလေမြန်မာလိုဆိုရင်ကိုယ်အကြည်တတ်ပြောကြည့်မြန်မာလိုကပါတယ်နော်ပါဠိလိုကကာယပတာဒပါဠိလိုကဟုတ်ပြီအဲ့ဒီကာယပတာဒကိုယ်အကြည်တတ်ကြီးရှိတဲ့ဒီခန္ဓာကိုယ်ကြီးမှာထင်ရှားပြီးတော့ကြည့်လို့ရတဲ့နေရာတနေရာရှိတယ်တဲ့အဲ့ဒါ1 byte ပဲတဲ့ကြားလားဟုတ်တာဗောဘုန်းကြီးတို့တော်ကောင်းနေလူတယောက်အသက်ထွက်လို့ရှင်နှာခေါင်းလေးကိုဂွန်းလေးနဲ့တို့ကြည့်တာမဟုတ်လားသိသွားပြီလားမသိဘူးလားလေဝင်လေထွက်ကိုဂယုစိုက်လိုက်တာလေအဲ့တော့ဒီလေဝင်လေထွက်ရဲ့အဆုံးဖြစ်တဲ့နေရာလေးကလေလေးရှူလိုက်ရင်1 byte ကလေးတက်ပြီးတော့လှုပ်နေတဲ့အမူအရာမပြဘူးလားရှူထားတဲ့လေလေးဆိုင်တော့ပြလိုက်ရင်1 byte ကလေးပိန်ချပြီးတော့လှုပ်ရှားရော့ကျသွားတဲ့အမူအရာလေးကိုမပြဘူးလား तू ကတဘုံလုံးမှာ तू ကတော်ထင်ရှားတာကိုထိုင်နေတဲ့အချိန်ကာလမှာပေါ့နော်ထိုင်တဲ့အချိန်ကာလမှာ तू ကထင်ကြတော့အဲ့ဒီဝါယောဓာတ်ကိုကြတော့ဒီလေပေါ့ရှူတွင်းတဲ့လေရှိုက်ထုတ်တဲ့လေကိုကြတော့ तू ကပါဠိလိုဝါယောဓာတ်လို့ခေါ်တာကိုဘာဓာတ်လို့ခေါ်ဝါယောဓာတ်လေရုပ်ကြီးလို့ခေါ်တယ်မှတ်ရလားအဲ့ဒီဝါယောဓာတ်ရဲ့ထင်ရှားအောင်ပြတဲ့နေရာဝါယောကတကူလုံးမှာတော့ तू ကပြန့်တယ်လက်ကလေးတွေလှုပ်ရှင်လာအောင်ပြတယ်ဒါပေမဲ့မထင်ရှားဘူးမှတ်ရလားလိုအပ်မှ तू ကပြတာကိုလက်ကလေးကိုဆန့်ရှင်တယ်ဆိုတဲ့စိတ်ပေါ်ရင် तू ကဆန့်လာတယ်ကွေးခြင်းတယ်ဆိုတဲ့စိတ်ကလေးလှုပ်လိုက်ရင်ကွေးလာတယ်ဒါပေမဲ့ तू ကတမင်လှုပ်မှလှုပ်ရှားမှုကတိတာလားမှန်ရလားစိတ်ကလေးကခိုင်းမှ तू ကလှုပ်ရှားမှုကတိတာတယ်ပိုက်ကြီးဖောင်းတာပိန်တာစိတ်ကခိုင်းเสียမလို့စိတ်မခိုင်းလဲ तू ကလှုပ်နေတာပဲစိတ်မခိုင်းလဲစဉ်းစားကြည့်လေသူတော်ကောင်းနေခုငုတ်တုတ်ကြီးထိုင်စမ်းငါမကြည့်ချင်ဘူးလို့မျက်လုံးမိတ်ထားလို့မရဘူးလားမရဘူးလားလို့နားမထောင်ဘူးဆိုနားပိတ်ထားလို့မရဘူးလားမထားချင်ဘူးဆိုရင်ထိုင်နေလို့မရဘူးလားကိုင်ပိုက်ကြီးမလှုပ်ရှင်ဘူးဆိုရင်အောင့်နာကြည့်ရင်ရလားဒါဆိုရင်ရှင်းတယ်ဟုတ်ပြီနော် तू ကခိုင်းစရာမလိုပဲနဲ့ तू အလုပ် तू လုပ်နေတာဒါကြောင့်မလို့ဒီခန္ဓာကိုယ်မှာ तू ကအထင်ရှားဆုံးဝါယောဓာတ်ဖြစ်သွားတယ်ထင်ရှားဆုံးမှာဖြစ်သွားဝါယောဓာတ်သူ့ကိုမဟာဘုတ်လို့ခေါ်တယ်ဘာလို့ခေါ်မဟာဘုတ်လို့ခေါ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကျေးဇူးတော်ရှင်မာစီတော်ဘုရားကြီးကဒီမဟာဘုတ်ဖြစ်တဲ့ဝါယောဓာတ်ဒီကရစကာယလို့ခေါ်တဲ့ကိုယ်အကြည်ဓာတ်ကိုသိနိုင်တဲ့နေရာတစ်ခုသူ့ရဲ့အဆုံးဟာ1 byte ပဲလို့ဆိုတော်ကြီးကဒီလိုသိသွားတာမှန်ရလားအဲ့ဒီလိုသိသွားတဲ့အခါကျတော့တရားအားထုတ်တဲ့အခါမှာပြဉ္ညတ်တွေကွာပြီးတော့ပရမတ်နယ်ပယ်ကိုစပြီးတော့မြင်အောင်ကမ္မထံတစ်ခုပေါ့ကျက်စားရကမ္မထံတော့မဟုတ်ရင်ရှိတိုင်ဖြစ်တဲ့ကမ္မထံတစ်ခုကိုတော့နီးပေးမှဖြစ်မယ်လို့ဆိုပြီးတော့1 byte ပြင်ကိုအရှုခံအာယုံအဖြစ်ထားပေးလိုက်တာဘယ်နေရာတော့1 byte ပြင်ဒီအရှုခံအာယုံပြောကြည့်ရှုရမယ့်နေရာနော်သူကအရှုခံအာယုံလို့ခေါ်တယ်အဲ့ဒီ1 byte ပြင်ပေါ်မှာရှုတိစိတ်ဘာစိတ်တော့ရှုတိစိတ်ကဘာတော့တတိဝိရိယဉာဏ်ပြောကြည့်အဲ့ဒီတတိဝိရိယဉာဏ်လို့ခေါ်တဲ့ရှုတိစိတ်က1 byte ပြင်ပေါ်မှာတတိကလေးကပ်လိုက်တတိလေးကပ်လိုက်ပြီတတိလေးကပ်လိုက်တာနဲ့တပြိုင်နက်တည်းစိတ်ကအလိုလို1 byte ပြင်ပေါ်မရောက်သွားဘူးလားရောက်သွားပြီတတိရောက်သွားပြီဟိုတတိရောက်သွားတော့စိတ်ကမျက်စိနဲ့မြင်တယ်လို့1 byte ပြင်ကိုမမြင်သွားဘူးလားမြင်သွားပြီပကတိမြင်တာတော့မဟုတ်ဘူးအတိညာနဲ့မြင်တာမှန်ရလားတတိကြောင့်ဉာဏ်ကမြင်သွားတာကိုဝိရိယကလည်းစိုက်ထားတဲ့အခါကျတော့ဉာဏ်က1 byte ပြင်ကို
ဉာဏ်ကလေးနဲ့တွေ့သွားရောတတိယလည်းကတ်တယ်ဝိရိယလည်းစိုက်တယ်ဆိုတော့ဉာဏ်လေးကမြင်သွားပြီဝမ်းပိုက်ပြင်လေးကိုမှန်ရလားအဲ့ဒီဝမ်းပိုက်ပြင်လေးကိုမြင်သွားတဲ့အခါကျတော့ဝမ်းပိုက်ပြင်လေးပေါ်မှာတတိယဝိရိယရဲ့ဉာဏ်လေးရဲ့ကသူကကတ်နေပြီကိုဒီလိုကတ်နေတဲ့အချိန်ကာလသမယမှာနှာခေါင်းကနေလေကရှူးလာပြီလေလေးရှူတွင်းလိုက်တဲ့အခါကျတော့ဝမ်းပိုက်ပြင်လေးကဖောင်းပြီးတော့တွန်းတက်ပြီးတော့ဖောင်းလာတဲ့သဘောလေးကိုယောဂီကစတွေ့တာပဲလေသွန်းတာကိုမမြင်ဘူးဝမ်းပိုက်ကြီးတက်လာတာကိုမြင်တာဘာကြီးတက်လာတာမြင်တော့ဝမ်းပိုက်ကြီးလှုပ်ပြီးတော့တက်လာတာကိုမြင်တယ်လေမှန်ရလားရှူရတဲ့လေလေးစိုက်တုပ်ပစ်လိုက်တဲ့အခါကျတော့ဝမ်းပိုက်ကြီးအောက်ကိုနှိပ်ကျသွားတာကိုဉာဏ်မျက်စိနဲ့မမြင်နေဘူးလားဘာဖြစ်လို့မြင်နေတယ်လဲလို့မေးရင်တတိနဲ့ဝိရိယကကတ်ထားတာကိုတတိယကတ်ထားတယ်ဝိရိယကအားစိုက်ပေးတယ်မှန်ရလားအဲ့တော့တတိနဲ့ဝိရိယနဲ့အားစိုက်ပေးလိုက်တဲ့အခါကျတော့ဉာဏ်နေပြီးတော့ပဂတိဝမ်းပိုက်ကြီးကိုမျက်လုံးနဲ့ကြည့်နေရတယ်လို့ပဲဝမ်းပိုက်ကြီးဖောင်းပြီးတော့တက်လာတယ်ဝမ်းပိုက်ပြင်ချက်ကြီးတက်လာတာကိုတွေ့ရတယ်ဝမ်းပိုက်ပြင်ချက်ကြီးရော့ကျသွားတာကိုမတွေ့ရဘူးလားတွေ့ရတယ်တဲ့အဲ့ဒီလိုတွေ့နေရတဲ့အချိန်မှာအဲ့ဒီပေါ်မှာပဲမှတ်ပါတဲ့ဒီဝမ်းပိုက်ပြင်ပေါ်မှာတတိကလေးကတ်ထားတတိလေးအဲ့ဒီဝမ်းပိုက်ပြင်ပေါ်မှာကတ်နေတဲ့အချိန်မှာတမ္မာတတိဟောကောင်းတဲ့တတိလေးတကယ်လဲဝမ်းပိုက်ပြင်ကြီးမရှိဘူးလားဖောက်မှုကလည်းမထင်ရှားဘူးလားပိန်မှုကလည်းမထင်ရှားဘူးလားထင်ရှားနေတာတကယ်ရှိနေတာပဲမရှိတဲ့တရားကိုကြည့်ခိုင်းတာမှမဟုတ်တာရှိနေတဲ့တရားကိုကြည့်ခိုင်းတာလေအဲ့တော့ဝမ်းပိုက်ပြင်ပေါ်မှာတတိလေးကဝိရိယလေးစိုက်ပြီးတော့ဉာဏ်လေးနဲ့ကြည့်နေတဲ့အချိန်ကာလစဉ်းစားကြည့်စမ်းတဏှာဆွဲเสียရှိလားမာနဆွဲเสียရှိလားဒိဋ္ဌိဆွဲเสียရှိလားဟောင်းနေဆိုတဲ့အမူအရာကိုကြည့်နေတဲ့သဘောပဲရှိတယ်မှန်ရလားအဲ့ဒါဒီတမ္မာတတိဖြစ်နေတာဘာဖြစ်နေတာတမ္မာတတိကိန်းနေတဲ့အချိန်မှာဘုန်းကြီးတို့တော်ကောင်းနေမိစ္ဆာတတိမဝင်တော့ဘူးလေဘာတတိမဝင်တော့ဘူးမိစ္ဆာတတိမဝင်တဲ့အတွက်ကြောင့်မလို့တဏှာဆွဲเสียရှိလားမာနဆွဲเสียရှိလားဒိဋ္ဌိဆွဲเสียရှိလားအကယ်၍ဘုန်းကြီးတို့ကအဲ့ဒီလိုမရှုသေးဘူးဆိုရင်မိစ္ဆာတတိယဝင်နေတာကိုမိစ္ဆာတတိဝင်နေတဲ့အခါကျတော့ဝမ်းပိုက်ပြင်ရလှုပ်ရှားမှုကိုသတိမထားဘဲနဲ့ငါးပိုက်ကြီးလှုပ်နေတယ်ငါးပိုက်အောင့်နေတယ်ငါကောင်းနေတယ်ငါတက်တာနေတယ်ဒီလိုစတင်ဖြင့်ဒီပေါ်မှာအထက်ကိုတရက်အနေနဲ့တည်မြဲခြင်းအတ္တဒီအနေနဲ့လဲဆွဲလန်းနိုင်တယ်မှန်ရလားအဲ့ဒီပေါ်မှာตาရပြီးတော့နှစ်သက်တဲ့အနေနဲ့လည်းမဆွဲလန်းနိုင်ဘူးလားဆွဲလန်းနေတာပဲလေဆွဲလန်းနိုင်တာမဟုတ်ဘူးဆွဲကိုဆွဲလန်းနေတာမှန်ရလားအဲ့လိုမျိုးဖြစ်နေတာအဲ့တော့ဒီမိစ္ဆာတတိပျောက်ပြီးတော့တမ္မာတတိဝင်နေတဲ့အချိန်မှာတော့မှလက်ရှိပရမတ်ကိုမတွေ့သေးဘူးပြဉ္ညတ်ကိုနည်းနည်းကင်းလာတဲ့ပရမတ်ကိုစားတွေ့နေတာပဲဟုတ်ပြီနော်အဲ့ဒါတရားရဲ့စွမ်းရည်ပဲရှုတိစိတ်ကအဲ့ဒါစတိတာပဲမှန်ရလားရှုတိစိတ်ကဒါအမှန်တိုင်းစမြင်နေတာနော်သိငယ်တဲ့ပရမတ်ကလေးကိုစမြင်တယ်လို့ဒီလိုမှတ်ရမယ်ကြားလားဘာဖြစ်လို့လဲလို့မေးရင်အစွဲပြုတ်နေလို့ဘာပြုတ်နေလို့နောက်တစ်ခုတတိလေးကိန်းနေလို့ဘာလေးကိန်းနေတာနောက်တစ်ခုအဲ့ဒီပေါ်မှာကြောင်းကြလေးစိုင်းနေတော့ဝိရိယလေးရောမရှိဘူးလားအဲ့ဒါတမ္မာဝါယမပဲဘာဝါယမတော့ဒီတမ္မာဝါယမကအဲ့ဒီကိုတွန်းပို့ထားရင်အခြားဘက်တည်းကိုစိတ်ကရောက်သွားလားတတိယဒီဘက်နေရာကိုထွက်သွားလားမထွက်သွားဘူးအဲ့ဒီပေါ်မှာပဲစိုက်နေတာမှန်ရလားဒါကြောင့်တတိလေးအဲ့ဒီဝမ်းပိုက်ပြင်ပေါ်မှာစိုက်နေအောင်တွန်းထားတာကတမ္မာဝါယမမက္ကင်ဘာမက္ကင်အဲ့ဒီတမ္မာဝါယမမက္ကင်ကိန်းနေတဲ့အချိန်မှာမိစ္ဆာဝါယမလို့ခေါ်တဲ့မကောင်းတာတွေကိုတိုးပွားလာအောင်မှန်ရလားမကောင်းတာတွေကိုပေါ်လာအောင်ကောင်းတာတွေမလှုပ်ရှင်အောင်ရှိနေတဲ့ကောင်းတာတွေကိုမကောင်းတာတွေဖြစ်သွားအောင်
သူအဲ့ဒါမှလောက်တော့ဘူးကြလားအဲ့ဒီတော့ကြောင့်မလို့သူဒီပါမက်ကင်ဂိမ်းနေသမ္မာဝါယမမက်ကင်ပါမက်ကင်ဟောနောက်တစ်ခုအဲ့ဒီဝမ်းပိုက်ပြင်လေးပေါ်မှာတတိလေးနဲ့ဝိရိယလေးစိုက်ထားတဲ့အခါကျတော့ဒီတတိနဲ့ဝိရိယစိုက်နေတဲ့အတွက်ကြောင့်မလို့ကိုယ်စိတ်ကလေးကအရှားပဲတဲ့ကိုရောက်သွားလားစိတ်ကလေးကဒီအရှုခံအာယုံပေါ်မှာကပ်မနေဘူးလားတီကြည်မနေဘူးလားအဲ့ဒါတမာတမာတိအဲ့ဒါတမာတမာတိမက်ကင်ပဲဘာမက်ကင်တော့အဲ့ဒီတမာတမာတိမက်ကင်ပဲအဲ့ဒီတမာတမာတိမက်ကင်ရှိနေတဲ့အချိန်ကာလသမယမှာစိတ်တွေဟိုရောက်တရားရောက်เสียရှိလားမရှိဘူးတဲ့အမှန်ရလားဒါဆိုရင်မက်ကင်၃ပါးမကိန်းသွားဘူးလားဒီလိုမက်ကင်၃ပါးကိန်းနေတဲ့အချိန်ကျတော့တမ္မာသင်္ကပ္ပတဲ့ပညာမက်ကင်ကပညာမက်ကင်ကတမ္မာသင်္ကပ္ပပါလဲလို့မေးရင် तू ကအတွေးခေါ်အမှန်လေးကိုတွေးခေါ်ဖို့ရအတွက် तू ကြံစီပေးလိုက်တယ်တွန်းထည့်ပေးလိုက်တယ်။အော်တစ်ချိန်လုံးကဒီဖောင်းတာပိန်တာဆိုတဲ့ဝမ်းပိုက်ပြန်ငါဝမ်းပိုက်ပြန်တည်မြဲနေတဲ့သဘောလို့ငါထင်တာအခုကဒါကတည်မြဲတာလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးတွဲတာစရာလည်းမရှိဘူးဝမ်းပိုက်ဆိုတဲ့ကရစကာယပတာရယုတ်တရားပဲတွန်းနေတဲ့သဘောကလည်းဝါယောတတ်ပဲလို့အဲ့ဒီလိုမျိုးလေးသိအောင်တွန်းထည့်ပေးလိုက်တဲ့အကြံစီလေးကိုတမ္မာသင်္ကပ္ပလို့ခေါ်တယ်။ဘာကပ္ပတော့တမ္မာသင်္ကပ္ပနော်ဒီတမ္မာသင်္ကပ္ပလည်းဝင်သွားတော့ဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့ရဲ့တဏ္ဍာမှာမိစ္ဆာသင်္ကပ္ပလို့ခေါ်တယ်တဏှာဆွဲတရားရှိလားဒိဋ္ဌိဆွဲတရားရှိလားမရှိတော့ဘူးနော်တွေ့လားတမ္မာသင်္ကပ္ပလည်းရောက်တော့မိစ္ဆာသင်္ကပ္ပကဘတ်ဆိုမထွက်သွားဘူးလားမိစ္ဆာသင်္ကပ္ပထွက်သွားတာနဲ့အစွဲမပြုတ်သွားဘူးလားဘာအစွဲတွေပြုတ်တော့တဏှာစွဲမာနစွဲဒိဋ္ဌိစွဲအဲ့ဒါဥပါဒံတရားပဲအဲ့ဒီဥပါဒံပြုတ်တာပဲမှန်ရလားတရားမှတ်နေတဲ့အချိန်မှာဥပါဒံပြုတ်သွားတယ်လို့ပြောတာသဘောရှင်းလားအဲ့တော့ဒီတမ္မာသင်္ကပ္ပကအမှန်တိုင်းမြင်အောင်ပြလိုက်တဲ့အခါမှာဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့ရဲ့အသိဟာဒါငါခန္ဓာကိုငါပိုက်လို့ငါထင်ထားတာတတန္တရာလုံးဒီပိုက်ပဲဒီရုပ်ပဲဒီနာမ်ပဲဒီခန္ဓာကိုပဲလို့ငါထင်ထားတာအခုတတိညာဝိရိယနဲ့ကြည်လိုက်တော့မက်ကင်တွေကိန်းသွားတဲ့အခါမှာတမ္မာဒိဋ္ဌိက तू ကဘလို့မြင်လဲလို့မေးလို့ရှိရင်ဝမ်းပိုက်ပြင်ရဲ့လေကတွန်းပြီးတော့အောက်ကနေဝမ်းပိုက်ပြင်ကြီးကိုလေတွန်းပြီးတော့ဒီဝမ်းပိုက်ပြင်ကလေကိုထိပြီးတော့တက်လာတဲ့သဘောလေးကိုဝမ်းပိုက်ပြင်မှာသွားပြရတယ်ကြားလားဟုတ်ပြီနော်ပြီးရင်အဲ့ဒီဝမ်းပိုက်ပြင်ကိုတွန်းထားတဲ့လေလေးရောသွားတဲ့အခါမှာဝမ်းပိုက်ပြင်လေးသူ့ဟာသူလေရောတဲ့အတိုင်းလေးလိုက်ပြီးတော့ရောကျသွားတဲ့တန်ကိုတမ္မာဒိဋ္ဌိကတော့သိနေတာကြားလားတမ္မာဒိဋ္ဌိကသိနေတယ်နော်အဲ့တော့ဖောင်းတယ်လို့မှတ်တဲ့အခါမှာဝမ်းပိုက်ပြင်ရဲ့ဘုန်းကြီးတို့တော်ကောင်းနေဝမ်းပိုက်ပြင်ရဲ့တွန်းလာတဲ့သဘောဝမ်းပိုက်ပြင်ကြီးအပေါ်တက်နေတဲ့သဘောပေါ့လေကိုထိပြီးတော့ခံစားရတဲ့သဘောရဲ့ဟုတ်ပြီနော်အဲ့ဒါကိုကာယအကြည်လို့ခေါ်တယ်ဒီဝမ်းပိုက်ပြင်ကာယအကြည်လေးကလေလေးကိုထိတာကို तू သိမနေဘူးလားအဲ့ဒီဝမ်းပိုက်ပြင်ဒီကာယပတာရလို့ခေါ်တယ်ဘာပတာရကာယပတာရတဲ့ဒါစာနဲ့ပြောပြတာယောဂီကအဲ့လောက်သိစရာမလိုဘူးတစ်ဝမ်းပိုက်ပြင်ကိုမြင်တယ်ဝမ်းပိုက်ပြင်ရဲ့လှုပ်ရှားမှုကိုမြင်တယ်နှစ်လေရဲ့လှုပ်ရှားမှုကိုမြင်တယ်ဒီနှစ်ချက်တော့မမြင်နိုင်ဘူးလားဘာကိုမြင်နိုင်တော့ဝမ်းပိုက်ပြင်ရဲ့လေရဲ့ပြောကြည့်ဟုတ်ပြီဒါကိုမြင်သွားပြီဒါကိုမြင်သွားတယ်လို့အဲ့ဒါကိုလည်းသိမနေဘူးလားဒီနေရာမှာပုဂ္ဂိုလ်တ attva သူငါရှိနေတာလားဝမ်းပိုက်ပြင်နဲ့လေရှိနေတာလားအဲ့ဒါကိုဒီဉာဏ်ထဲမှာမသိသွားဘူးလားအဲ့ဒီသိတာဟာနာမ်ပဲလေမြင်တာဟာရုပ်ပဲလေဝမ်းပိုက်ပြင်ကလေးရဲ့လေလေးရဲ့ဟာရုပ်တရားမှန်ရလားပုဂ္ဂိုလ်တ attva သူငါမရှိဘူးမှန်ရလား
အပြားလိုက်ကြီးတက်နေတဲ့ဝမ်းပိုက်ပြင်ရဲ့တွန်းနေတဲ့ဝါရောရဲ့ဒါပဲရှိတယ်လို့စိတ်ထဲကလက်မခံဘူးလားအဲ့ဒီအတိမျိုးသိသွားတာတမ္မာဒိဋ္ဌိပဲလေဘာဒိဋ္ဌိပါလေတရားဆိုတာအဲ့လိုမှတ်ရမှာလေအဲ့လိုမြင်အောင်မှတ်ရမှာလေအဲ့ဒီလိုမြင်လာတဲ့အခါကျတော့ပြဉ္ညာကြီးကကွာသွားတာအစွဲရပြုတ်သွားပြီကိုတမ္မာသင်္ကပ္ပရောက်တာနဲ့မိစ္ဆာသင်္ကပ္ပအစွဲရပျောက်သွားဟောမှန်ရလားအဲ့ဒီမိစ္ဆာသင်္ကပ္ပအစွဲလဲပျောက်တော့တမ္မာဒိဋ္ဌိမရောက်ဘူးလားတမ္မာဒိဋ္ဌိရောက်သွားတဲ့နဲ့တပြိုင်တည်းယောဂီရဲ့တဏ္ဍာမှာနာမရူပပရိစ္ဆေဒဉာဏ်ကိုတန်းမြင်တာဘာလဲနာမရူပပရိစ္ဆေဒဉာဏ်ဆိုတာ1ဝမ်းပိုက်ပြင်2လေရက်လှုပ်ရှားမှုဟုတ်ပြီနော်ဝမ်းပိုက်ပြင်ဒီကာယပတ္တာရဖြစ်လို့သူကယုတ်တရားတဲ့လေဒီလဲသွန်းကန်လှုပ်ရှားမှုရောကြမှုတဘောရှိလို့သူဒီဝါရောတတ်ဖြစ်လို့မဟာဘုတ်ယုတ်တရားတဲ့ဟုတ်ပြီနော်အဲ့ဒါကိုသိနေတဲ့မှတ်နေတဲ့နံတရားမှတ်နေတဲ့ဘာလို့အဲ့ဒီမှာဖတ်တာပင်စကား5မျိုးဆိုတာညကျရင်ပြန်ပြောပြမယ်နံဘယ်နှမျိုးဆိုတာဟုတ်ပြီလားဒီလိုယောဂီကသိသွားတာနဲ့ယောဂီဒီတမ္မာဒိဋ္ဌိအမြင်မှာယုံနဲ့နံနဲ့ယုတ်ပြောကြည့်အဲ့လိုမြင်လာအောင်မှတ်ပေးရမှာနော်အဲ့ဒါမှမမြင်သေးဘူးဆိုလို့ရှိရင်ယောဂီကတရားမရသေးဘူးကြားလားတနည်းပြောရင်ဉာဏ်မဖြစ်သေးဘူးတတိအားရှိတယ်သမာဓိအားရှိတယ်ဉာဏ်အားမရှိသေးဘူးတနည်းပြောရင်တတိဝိရိယကတ်တယ်ဉာဏ်မကတ်သေးဘူးမှန်ရလားအဲ့ဒီဉာဏ်ဖြစ်လာအောင်အရှုခံအာယုံပေါ်မှာဘာလို့ဉာဏ်ဖြစ်တယ်လဲပညာကွာပြီးပရမတ်ကိုတွေ့သွားလို့ပညာကွာပြီးတော့ပရမတ်ကိုတွေ့ရင်သူကဉာဏ်ဖြစ်တာပဲလေဘာတွေ့ရင်ဘုန်းကြီးတို့တရားမှတ်တယ်ဆိုတာအဲ့ပရမတ်ကိုမြင်အောင်မှတ်ခိုင်းတာဘာမြင်အောင်မှတ်ခိုင်းတာဒါဖောင်းမှုပိန်မှုမှာအစဥဆုံးပရမတ်ကလေးတစ်ခုကိုစပြတာမှန်ရလားခိုင်းဒီလောက်ဆိုရင်တရားမှတ်ရတာဘယ်လိုမှတ်ရမလဲဆိုတဲ့အဖြေကောမထွက်ဘူးလားဒီလိုမှတ်တဲ့အခါမှာဒီလိုသိသွားရင်ဝိပဿနာရဲ့ဉာဏ်နေမိစ္ဆာဒိဋ္ဌိအမြင်တွေကွာပြီးတော့တမ္မာဒိဋ္ဌိအမြင်လို့ခေါ်တဲ့ဝိပဿနာဉာဏ်ရသွားတယ်ဆိုတာကိုမသိချဘူးလားအဲ့ဒီလိုသိချအောင်သူများကြိုးစားမှာလားကိုကြိုးစားမှာလားဟောဒါကြောင့်ဆိုလိုက်ပေါ်တိုင်းမပြတ်ရှုမှတ်နေလျင်ပေါ်တဲ့အာယုံဝမ်းပိုက်ပြင်ကိုတတိညာဝိရိယနဲ့ရှုမှတ်ရမယ်တဲ့မှတ်ရလားယုတ်နံနှမျိုးတွေ့လားယုတ်ကိုမမြင်ဘူးလားဝမ်းပိုက်ပြင်ကဘာတရားတွန်းကန်တဲ့တဘောကဘာတရားအဲ့ဒါကိုသိနေတာဘာတရားအေးအဲ့မှာလေယုတ်နံတွေ့သွားလားလေမှန်ရလားအကြောင်းအကျိုးကတော့ပြီးမှပြောမယ်လေမှန်ရလားယုတ်နံနှမျိုးအကြောင်းအကျိုးသိမြင်အကြောင်းအကျိုးသိမြင်သွားလိမ့်မယ်တဲ့နောက်ကျရင်သိလားပြီးရင်ဘာထပ်မြင်အောင်မလဲဆိုတော့မမြဲစင်ရဲ့ဉာဏ်တဲ့ပေါ်လွင်အနတ္တသိယနိဗ္ဗာန်ဝင်သာတဝောနှလုံးပြောပြောင်းဩသူတော်ကောင်းတို့သုံးမေသင်သူတော်ကောင်းတို့သည်သာယတာတတိပတ္တံတရားတွေကိုရှုမှတ်ပွားများအထုတ်ပြီးတော့နေကြပါပေကုန်လောမဟာပမာတတမိမိလျော်ရောပေါ့ပေါ့ဆတ်ဆမနေကြပဲနဲ့သေချာကြနာရှုမှတ်ပွားများအထုတ်ကြပါပေကုန်တော့လေတကား